တရားဟောတရားနာကုသိုလ်ဟာတဏှာခရီးတွေ့ကျုပ်ပြီးမှာအရွယ်တောင်းမှသူတော်စင်များတို့ဣဓမတပိစင်ရာတရားနာကြရပါလောကရဲ့သုံးဝင်ပုံစင်ရှင်တော်ဟောကြားမြတ်ဓမ္မတပိကောင်းကျိုးချမ်းသာရကြမှာကြည်လင်ဝမ်းမြောက်အောက်ထုပါတရားဟောတရားနာကုသိုလ်ဟာတန်တရာခရီးတွေ့ကျုပ်ပြီးမှာအရွယ်တောင်းမှသူတော်စင်များတို့ဣဓမတပိစင်ရာတရားနာကြရပါရှိအိုင်ဝိညာဉ်ထားပါသစ္စာလေးပါGo
အ
သူဝေဘာနကောအမြဘေဝေဘာကောဤကိုဆောင်နာအေဆောင်နာယော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 ဆောင်နာသာသနာတော်ဆောင်နာသတုမဟာရေအစာရှိကုန်သောနမြတ်နကောနတ်အပေါင်းတို့အား၎င်းအမြတ်ဘေဝေဘာကုန်၏တောဆက်တဘုံနာကျင်လကြကုန်သောဝေနိယဒုက္ခိတာဒုက္ခိတာတတဝါပေါင်းတို့အား၎င်းအမြတ်ဘေဝေဘာကုန်၏အမြတ်ရာ၍ဝမ်းမြောက်ဝမ်းသာသာဓုလူဝဒနာသောဆိုနိုင်ကြသည်ဖြစ်ကြပါစေကုန်သောအာလောကရာယနာအမြတ်အမြတ်အမြတ်လူတော်ဘုရားဝါဘောသာဓုသာဓုသာဓုအာလောကရာယနာအမြတ်အမြတ်အမြတ်လူတော်ဘုရားဝါဘောသာဓုသာဓုသာဓုအာလောကရာယနာအမြတ်အမြတ်အမြတ်လူတော်ဘုရားဝါဘောသာဓုသာဓုသာဓုလူစေအလုံးမဝိသားစုများနဲ့တော့တရားနာပရိသတ်အပေါင်းသူတော်ကောင်းတွေနေနေနာမတရားဓမ္မပေါင်းသူတော်ကောင်းတွေကိုဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်